အခန်းကိုလူပြိုကြီးများအကြံဟိုလူကလည်းညွတ်ဒီလူကလည်းညွတ်နဲ့နားကြပြင်းကပ်ပါဗျာဟာဒီအညွတ်ဘလို့ချိုးရမလဲဆိုတာစဉ်းစားစမ်းရှေ့မှာစောကြည့်ပါလားမျက်နာကလည်းအစာမကြီးဖြစ်လာပုံပဲဟေးစောကြည့်ဘာဖြစ်လာတာလဲကွပြောချင်မှာဘူးကွာအတော့အမြင်ကပ်ဖို့ကောင်းတဲ့ဟာတွေအေးပြောစမ်းမအောင်အဲ့ဒီဟာတွေကဘယ်သူတွေလဲပုတ်ဆွဲပြီးတော့အုပ်စုပေါ့ကွာဟာပုတ်ဆွဲပြီးတော့နောက်မှပုတ်တဲ့ရွှေကြပင်ကိုအရေးတယူလုပ်နေလိုက်တာများကွာအသေးနာပါဘာတွေလဲဟာစောကြည့်ရရှင်းပြောစမ်းပါဒီလိုကွငါမနေ့ကပုတ်ဆွဲပြီးတော့အင်ရှိရောက်တော့အပြိုတအုပ်နဲ့တဟင်းတဟာသဘောကျနေတာဘာသူထင်လဲဘာသူရှိရမလဲမင်းတို့အိမ်ကကြော်ညွန့်ပေါ့လာပြန်ပြီဒီညွန့်အဲ့ဒါနဲ့ငါလည်းသူ့လိုအပြိုဝိုင်းတဲ့စကားရောဖော်ရောလို့ရအောင်ဝင်သွားတော့ငါ့ကိုအတင်းဝိုင်းអော်ပြီးမောင်းထုတ်ကြတယ်ဟဲ့ဘယ်နဲ့မိန်းကလေးတွေဝိုင်းကိုဝင်လာရလဲတွားဟုတ်ပါအချက်ကိုမရှိဘူးဟာမိန်းကလေးဝိုင်းကိုယောက်ျားလေးမလာရဘူးဆိုရင်ဒီကောင်လေးယောက်ျားပဲလေငါကမှတရားရဲသားတဲ့ဟုတ်သေးတယ်သူကဒစိမ့်လေအမေညွန့်နဲ့လာရှင်နေသေးတယ်ဒီမှာညွန့်ကလူကောင်းနင်ကနှာဘူးတွားငါ့ကိုအဲ့လိုပြောလို့ကြတယ်ကွာအချက်ကိုကွဲရောသူတို့ကညွန့်လုပ်လေငါရင်နဲ့ထွန်းကြီးကိုဖြစ်လို့တငယ်ချင်းရဲ့ဟုတ်အေးဟုတ်တယ်ငါလည်းမင်းလိုပဲဒါကြောင့်ဒီကောင်ကိုဘလို့နှိပ်ကွရမလဲဆိုတာစဉ်းစားနေတာအေးဒါဆိုတို့အာနိုးလာမိုးစီတွားရအောင်ဘာလို့ဖို့လဲအော်မင်းလည်းသိသားပဲဟာသူကဒီလိုမျိုးဟိုမရောက်ဒီမရောက်တွေဆိုရင်တိတ်မုန်းတာဒီတော့သူ့စီသွားပြီးအကြံတောင်းရအောင်အေးကောင်းတယ်တွားစို့တို့ဖြင့်လူပြိုကြီးကဦးမှာအတိုင်အဖောက်ညီလာစွာဖြင့်အာနိုးလာမိုးအိမ်သူချီတက်ခဲ့ကြတော့၏ကိုနာမိုးကြီးကျွန်တော်တို့ဝိုင်းခွဲပေးမယ်လေရပါတယ်ကွာမလာစဘူးကိစ္စရှိလို့လားဟိုကိစ္စရဲ့လို့တော့မဟုတ်ပါဘူးကိုလာမိုးစီကအကြံလေးပါလေလာတောင်းတာပါပြောလေကွာဗာများလဲကိုလာမိုးကြော်ညွန့်ကိုသိတယ်မဟုတ်လားဘယ်ကကြော်ညွန့်လဲအော်ဗျာဘိုက်ကလေးတို့အိမ်မှာနေအချက်ကိုပြောတာအော်ညွန့်ကိုပြောတာလားညွန့်ကဘာဖြစ်လို့လဲဒီလိုဗျာဒီအချက်ကိုကျွန်တော်တို့ပညာပေးချင်လို့အကြံလာတောင်းတာဟုတ်တယ်ဒီကောင်းကြောင့်ကျွန်တော်တို့လုံးသားပြစ်မှတ်တွေလွဲချော်ကုန်ပြီဗျာဒီကောင်းကိုနှိပ်ကွာဟုတ်လူပြိုကြီးနဲ့ဦးဤစကားကြောင့်အာနိုးလာမိုးမှာအံ့အားတင့်သွားပြီဟာမဟုတ်တာကွာညွန့်ကသဘောကောင်းပါတယ်ကွာဟိုတလောကတော့ငါ့ကိုမိသက်တဲ့တဲ့ဒီအကြောင်းပြောပြတာအားကြဘူးတုတလည်းတိုးပါကွာသိလားဦးလာမိုးကြီးတို့အလုပ်ကတကယ်မုံမြတ်တဲ့စေတနာဝင်တဲ့အလုပ်ပင်တော့ဦးလာမိုးကြီးခုဆိုရင်မိသက်ရဲဘော်တွေကိုနိုင်ငံတကာအဆင့်မြင့်သင်တန်းတွေပေးနေတယ်အချက်မြင့်တွေမှာမီးလောင်ရင်ရုပ်ရှင်တွေကလူကျိုးတန်းနေနဲ့သွားပြီးကင်ရတာမျိုးတွေကအစစုံနေတာပါပဲဟေးဟုတ်လားကောင်းလိုက်တာကွာငါကအဲ့ဒါမျိုးတွေမှာလှုပ်ချင်တာကွာတို့ဒီမှာကတော့အရေးချောင်းဆိုရေပုံးပြေးဆွဲပြီးငိမ့်ရတာအိုးဘာနဲ့ပဲငိမ့်ပေါ့ဦးလာမိုးကြီးရဲ့အဓိကကပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာငယ်တာပဲလေမဟုတ်ဘူးလားဟုတ်တာပဲနော်စွမ်းရည်တတိရှိတဲ့မိသက်ရဲဘော်ရီဆိုနိုင်ငံတော်ကစုတစိတ်တွေတောင်ချီးမြှင့်တာဦးလာမိုးကြီးသာဆိုရင်လေဘွဲတစိတ်တွေတန်းစီနေမှာပဲသိလားဟုတ်ပါမလားနေရလဲနေရောဒီတစ်ခါညညတို့အတွက်လူကြုံလာရင်မိသက်တင်တန်းကထုတ်တဲ့စာအုပ်တွေမှာပြီးမယ်နော်ကောင်းတာပေါ့ဟာကျေးဇူးပါပဲအခုလိုနေပြောပြမှပဲငါအလုပ်ကိုငါဘဝင်ကြတော့တယ်ဒီမှာကနင့်လိုအသိဉာဏ်မျိုးရှိတဲ့လူကအနေသားအပေါ်အလုပ်လိုပဲတတ်မှတ်ထားကြတာဟာမသိလို့ပြောကြတာပြောပါစီပေါ့ဦးလာမိုးကြီးဆိုလာကမြူတဲ့တကယ်စေတနာဝန်ထမ်းမိသက်စစ်စစ်မှုညွန့်ကတော့ဦးလာမိုးကြီးအတွက်အမြဲကုန်ယူနေမှာသိလားညွန့်ရဲ့ဟတ်ထီသွားပြီအဲ့ဒါပဲကွာအဲ့ဒါပဲဘလောက်ကျေးဇူးတင်ဖို့ကောင်းလိုက်လေငါကိုယ်တိုင်လည်းဒီအလုပ်ကိုအရင်ကတော့အပေါ်အလုပ်လို့ထင်ခဲ့မိတာပဲဒါပေမဲ့အခုညွန့်ပြောပြမှဒီအလုပ်ကမုံမြတ်တဲ့အလုပ်ဆိုတာငါသိလာရတယ်လေကြီးကျယ်ပြောရရင်တော့အခုဆိုငါအလုပ်အတွက်ငါကုန်ယူတက်ပြီပေါ့ကွာကဲခုလိုငါမှာမှန်ကန်တဲ့အသိမြင်တွေရဖို့ဘယ်သူလုပ်ပြီးနိုင်လဲမင်းတို့လားအဝေးကြီးကွာဟိုဒါပေမဲ့ငါတို့ကအပေါင်းအသင်းတွေကွာအေးလေအေးမင်းတို့နဲ့အပေါင်းအသင်းဖြစ်ရတာငါဘာကြိုးရှိတယ်ထမ်းတော်သွားပြီးထမ်းရင်မူတာပဲတက်တယ်ဟုတ်တယ်နော်ငါတို့နော်ဟောခုဆိုညွန့်နဲ့ခင်းခွင်းရတော့ဒီလိုဘ ഹു တုတ္တတွေအတိမှန်အမြင်မှန်တွေရလာရတယ်မဟုတ်လားအတိတွေဘ ဟူ တုတ္တတွေပိုကျွေလာတဲ့မင်းတို့တငယ်ချင်းငါအတွက်မင်းတို့ကဝမ်းမသာခြင်းဘူးလား
ဂုံမယူခြင်းဘူးလားပြောစမ်းကွာဝမ်လဲတာပါတယ်ဂုံလဲယူပါတယ်ဟုတ်ဘူးလားစောကြီးอ่ะဒါပေါ့ကွာဟုတ်တာပေါ့ဒါဂုံယူစရာပဲဟာကောင်းပြီဒါဆိုမင်းတို့ဝမ်းသာဂုံယူစရာဖြစ်အောင်ငါ့ကိုပြောင်းလဲပေးခဲ့တာဘာတူလဲဖြေစမ်းညွတ်ဟုတ်တယ်နော်ဒါကြောင့်ညွတ်ဟာငါရဲ့မိတ်ဆွေကြီးဖြစ်လာပြီဒါကြောင့်ငါမိတ်ဆွေရဲ့အကျိုးကာကွယ်ရမှာကငါ့ဝိတရားဖြစ်လာပြီဒါကြောင့်ဒီကြားတဲ့ညွတ်တစ်ခုဖြစ်တဲ့ကြားရဲ့ဘသူလုံးတရက်ခန့်ဟာမင်းတို့ပဲလို့ငါယူဆရလိမ့်မယ်နော်ဒီတော့မင်းတို့ရဲ့အကြံစိုးတွေကိုရက်တန်းကရက်ပါမရက်လို့ကတော့ဟော့ဒီပစိန်စာပဲဆိုတာမှတ်ထားလိုက်ကြပြီတော့ရင်းအဖြစ်ကနောက်ရက်တွင်အာနုပြောပြမှသိရသောအဖြစ်ဖြစ်၏တခုကောင်းသွားသည်ကမောင်ကျော်ညွန့်ကိုသူတို့ဒုက္ခပေးဖို့ဝေးစွာအာနုပစိန်ကြောက်၍ညွန့်တစ်ခုမဖြစ်အောင်မင်းစောင့်ရှောက်ရတော့မည်မဟုတ်ပါလို့ကောင်းတယ်ကိုရှူးကိုပတ်ဆိုတာလူပြိုကြီးနှစ်ယောက်အခုမှညွန့်ကိုရတော်တွေဖြစ်သွားတော့တယ်